မုတ်တော့ဝယ်လာအောင်မယ်နော်အဲ့ဒါမိုင်းဆိုင်မှာခဏလေးနေခဲ့နော်စင်းနေပိုင်းနဲ့ရှောက်မတွက်နဲ့နော်ဟိုဒီလိုက်တော့မှသူအဲ့တွတ်ပါတယ်ဆင်းနေပါတွက်လည်းမတွက်ပါနဲ့သမီးတို့ပြောခံပါသလိုနော်ဟုတ်မုတ်တော့ဝယ်မှာလားစိတ်ချမယ်နော်ရှင်းမရွာလေးဟုတ်ဝေးမြန်လုပ်ပေးပါကွာရှင်းလို့ကိုယ်ဘယ်ယူထားတာလဲဟိုဘရိတ်ရှူက9000လက်ခ3000ဟုတ်အဲ့ဘယ်လောက်ကြလဲဟို1000ကိုကြီးဟုတ်ဟုတ်ဟုတ်ဆိုင်ရောက်ထုတ်လာပါအော်ဟိုတလုံး8000နဲ့8000လို့ရေးထားတယ်ပါကြီး ညွှဲလေးနှလုံးလောက်ကိုညွှဲလေး နှလုံးလား အုပ်ထုတ်တွေထားတယ်လို့ အော်ဟုတ် လေးနော် ဟုတ်နက်ကလေးပဲ ဘယ်လောက်ကြလဲ